ကိုဝင်6လရှိပြီဖြစ်တဲ့ဘက်ကီဘေကီနဲ့သူမရဲ့မောင်ကဲခေါတို့ဟာခီးသွားနေတော့လမ်းဘေးကမြရိုင်းတော်ကြီးတဲ့ကနေအကူညီတောင်းနေတဲ့တူပင်ထပ်ပင်းဆိုတဲ့ကောင်လေးရဲ့အတန်ကိုကြားလို့ဝင်ရှာခဲ့ကြပါတယ်။ဒါပေမဲ့တောထဲရောက်တာနဲ့မောင်နှမ2ယောက်လူချင်းကွဲသွားပြီးဘလို့မှပြန်ထွက်လို့မရတော့ပါဘူး။အတန်တွေကဟိုဘက်ဒီဘက်လွင့်ပြန်နေပြီးတခုခုကသူတို့ကိုလှည့်စားနေတယ်လို့ပါပဲ။မကြခင်မှာကဲဟာကြီးကန်းတေတကောင်ကင်ထားတဲ့တူပင်နဲ့စုံပါတယ်။တူပင်ကဒီတော့ကတေနေတဲ့အရာတွေကိုနေရာမရွှေ့ဘူးတို့တွေပိတ်မိနေပြီလို့သတိပေးပါတယ်။တစ်ချိန်တည်းမှာပဲဘက်ကီဟာလည်းလမ်းပြောက်နေတဲ့တူပင်ရဲ့အဖေ Ross နဲ့တွားတိုးပါတယ်။ညဘက်ရောက်တော့မှဒီမြရိုင်းတော်ကြီးကအချိန်နဲ့နေရာလက်တွေကိုကမောက်ကမဖြစ်အောင်လှည့်စားနေမှန်းသူတို့သဘောပေါက်လာကြပါတယ်။အဲ့ဒီအချိန်မှာပဲဘက်ကီရဲ့ချစ်သူ Travis ဟာဘက်ကီကိုလိုက်ရှာရင်းမြရိုင်းတော်ထဲရောက်လာပါတယ်။သူဟာတောထဲမှာတူပင်နဲ့ဆုံပြီးတူပင်က Travis ကိုပုတ်ပွားနေတဲ့ဘက်ကီရဲ့အလောင်းရှိရာစီခေါ်သွားပါတယ်။ဒါဟာဒီတောထဲမှာအချိန်စီးဆင်းမှုကပုံမှန်မဟုတ်ပဲအချိန်ကွင်းဆက်ထိုင်ဖို့ဖြစ်နေမှန်းသက်သေပြလိုက်တာပါ။တကယ်တော့တူပင်တို့မိသားစုဟာလည်းဒီတောထဲမှာလမ်းပြောက်နေတာဖြစ်ပြီးဖခင်ဖြစ်သူ Ross ဟာတောလေကရှေးဟောင်းကြောက်တုံးကြီးကိုကင်မိပြီးနောက်ပိုင်းမြရိုင်းတော်ရဲ့ထိန်းချုပ်မှုကိုခံရကယူတူရဲ့ဆက်တဲ့လူသက်သမားအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အချိန်တွေထပ်နေတဲ့အတိုင်းအတာတစ်ခုအရ Travis ဘက်ကီကဲနဲ့တူပင်တို့ပြန်ဆုံပြီးအတူတူထွက်ပြေးကြပါတယ်။ Travis ကသူတို့မောင်နှမပျောက်နေတာ2လတောင်ရှိပြီလို့ပြောပြပါတယ်။လမ်းမှာဘက်ကီဖုန်းစီဖုန်းဝင်လာပြီးတစ်ဖက်ကလမ်းပြောတာကသူမကိုယ်တိုင်ဖြစ်နေတာဒီအမှားမျိုးထပ်မလုပ်နဲ့လို့သတိပေးပါတယ်။မကြခင်မှာပဲစိတ်ယူပေါက်နေတဲ့ Ross ကသူတို့ကိုလိုက်လံအမဲလိုက်ပြီးဇနီးဖြစ်သူနာဒါလီနဲ့ဘက်ကီမောင်ကဲလို့ကိုတပ်ပစ်လိုက်ပါတယ်။အားနဲ့နေတဲ့ဘက်ကီဟာလည်းမြရိုင်းတရဝါတွေရဲ့ဖမ်းစားမှုကိုခံရပြီးဒီတော့ရဲ့ကျင်းစာနဲ့မိမိကိုယ်ဝင်ဆက်နွယ်နေတာကိုမြင်မှတ်ခဲ့ပါတယ်။အဆုံးသတ်မှာတော့ဘက်ကီနဲ့ Travis တို့ပူးပေါင်းပြီး Ross ကိုအပြတ်ရှင်းလိုက်နိုင်ပါတယ်။ဒီတေချင်းဆိုအချိန်ကွင်းဆက်ကြီးကိုဖျက်တောက်ပြီးတူပင်ကိုကယ်တင်ဖို့အတွက် Travis ကစွန့်စားပြီးကြောက်တုံးကြီးကိုကင်လိုက်ပါတယ်။ကြောက်တုံးရဲ့စွမ်းအားနဲ့သူဟာတူပင်ကိုထွက်ပေါက်စီလမ်းပြပေးပြီးအပြင်ကိုလွတ်မြောက်အောင်ပို့ပေးနိုင်ခဲ့ပါတယ်။မြရိုင်းတော်ပြင်ပအတိတ်ကာလကိုပြန်ရောက်သွားတဲ့တူပင်ဟာတောထဲမဝင်ရသေးတဲ့ဘက်ကီနဲ့ကဲလို့ကိုပြန်တွေ့ပြီးတောထဲလုံးဝမဝင်ကြဖို့အတင်းတားဆီးခဲ့ပါတယ်။ဒါကြောင့်မောင်နှမ2ယောက်ဟာတောထဲမဝင်ပဲပြန်လှည့်သွားကြတာကြောင့်ကွင်းဆက်ကြီးပြတ်တောက်သွားခဲ့ပါတယ်။မြရိုင်းတော်ထဲမှာကြံရစ်ခဲ့တဲ့ Travis